ဒီမှာကျွန်တော်တို့ကကြတော့ I မဟုတ်ဘူး main ကလေးယောက်ျားလေးသုံးခြင်းနဲ့နာမည်သုံးခြင်းနဲ့ဆိုတော့ subject ကနည်းသွားတဲ့အခါမှာကျွန်တော်တို့ပေးထားတဲ့ verb ကို I es ညှိပေးရတော့မယ် es ထည့်ရမှာလား s ထည့်ရမှာလား ies ထည့်ရမှာလားဆိုတာကိုညှိပေးရတော့မှာဖြစ်တယ်ဒီအတွက်ကြောင့် studies she studies her lessons every day သူမကသင်ခန်းစာတွေကိုနေ့တိုင်းလေ့လာတယ် my နေရာမှာသူမဆိုတော့ her lessons ယောက်ျားလေးဆိုလို့ရှိရင်တော့ဘာ lesson လဲ has lesson ဒီအတွက်ကြောင့်မှန်ကန်ကြောင်းပြစ္ဆုတ်ပံဖြစ်တဲ့အရာတွေကိုဖော်ပြဖို့အတွက် simple present tense for one as es ies သုံးနေဆိုတာကိုမှတ်ထားပေးပါခင်ဗျာ number 2အနေနဲ့က tenses ကဘာလဲဆိုတော့ present continuous tense present continuous tense ဆိုတာဘာလဲကျွန်တော်တို့ယခုဖြစ်ဆဲလှုပ်ရှားနေတဲ့အမူအရာတွေကိုဖော်ပြဖို့အတွက် present continuous tense ကိုသုံးနေသူ့ရဲ့ formula ကဘာလဲဆိုတော့ be verb verb ing verb to be verb နဲ့ပတ်သက်တဲ့အခါမှာ verb to be ကဘာတွေလဲ verb to be ဒီ is are was where ဒီစကားလုံးသုံးလုံးဒီတစ်မျိုး was where နှလုံးဒီတစ်မျိုးပေါ့နော်ဒီမှာတော့ verb to be ဆိုတာဘာလဲဆိုတော့ねကျွန်တော်တို့က miss our was where ဆိုတာကိုသိချအောင်မှာဖြစ်တယ် verb to be ယခုကာလဖြစ်ဆဲကာလလေးကိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့် is are ဆိုတဲ့စကားလုံးဒီအကျုံးဝင်တယ် past tense ကြာမှာကျွန်တော်တို့က was where သုံးမျိုးကိုဆက်လေ့လာကြရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်เนาะ I am doing my homework ကျွန်တော်အင်စာလုပ်နေတယ်ယခုလုပ်နေတာပေါ့ I'm homework no what are you doing I am doing my homework no ကျွန်တော်ခုအင်စာလုပ်နေတယ် what are they doing သူတို့ဘာလုပ်နေကြလဲဒါအိမ်မှာရှိတာပေါ့တငယ်ချင်းတွေကိုနေတာပဲဖြစ်ကောင်းဖြစ်လိမ့်မယ်တခြားသူတွေမေးတာလည်းဖြစ်ကောင်းဖြစ်မယ်မိသားစုမှာမင်းရဲ့အမေဘာလုပ်နေရလဲ what's your mother doing မင်းရဲ့အမေဘာလုပ်နေရ my mother is cooking in the kitchen မင်းကမိဖို့ကြောင့်နေမှာထမင်းချစ်နေတယ်အဲ့ဒီအနေနဲ့သုံးလို့ရတယ်လို့နောက်လို့ what are they doing သူတို့ဘာလုပ်နေလဲဟာသူတို့သချင်းဆိုနေတယ် they are singing in the living room they are singing in the living room သူတို့ဘာလုပ်နေလဲသူတို့အခန်းထဲမှာသချင်းဆိုနေကြတယ်ဒါကျွန်တော်တို့သုံးရမယ်စကားလုံးလေးတွေပေါ့ဒီကြောင့်ယခုကာလလေးကိုမေးရသူတို့ဘာလုပ်နေလဲသူတို့ဘာတွေဖြစ်ပြနေလဲဆိုတာကိုပြောဖို့အတွက်ဘာ tense ကိုသုံးလဲ present continuous tense verb to be verb verb ing ဖြစ်စေပြုလုပ်နေစေဆိုတဲ့ကာလ tense ကိုသုံးပါတယ်ခင်ဗျာ number 3 present perfect tense has verb 3ဖြစ်ပြီးသွားပြီအခုလက်ရှိမသိရောက်တော့ဖြစ်ပြီးသွားပြီအခုကာလအခုမှကျွန်တော်တို့9နာရီထိုးနေပြီနောက်10နာရီကဖြစ်ပြီးသွားပြီ9နာရီမတိုင်ခင်အချိန်ကာလအဖြစ်ပြီးသွားတဲ့အရာတွေဒီ has have blood battery ကိုသုံးရတယ်ဒီအတွက်ကြောင့် has have ကလည်းဘယ်ထဲမှာပါလဲဆိုတော့ verb to have ထဲမှာပါတယ် has have had ဒီက verb to have ထဲမှာ verb to be ရပါတယ်လေ is are was were ဖြစ်တယ်ဒီမှာကျတော့ present perfect tense has have blood battery ဟာအမေညစာချစ်ပြီးသွားပြီဘယ်လိုသုံးမလဲ mother has already cooked dinner အမေကညစာချစ်ပြီးသွားပြီအလုံးက AC ဖြစ်သွားပြီပုံမှန်ဖြစ်သွားပြီငါအဲ့နေရာကိုသွားပြီးသွားပြီ I have gone there ငါအဲ့နေရာကိုသွားပြီးသွားပြီနောက်ထပ်မသွားသေးဘူးခုကလာသွားပြီးသွားပြီနောက်ထပ်သွားဖို့အစီအစဉ်မရှိတော့ဘူးအဲ့အနေနဲ့သုံးလို့ရတယ်ငါဒီစာအုပ်ကိုဖတ်ပြီးသွားပြီဖတ်နေစေဟုတ်တာမဟုတ်ဘူးလုံးဝကိုဖတ်ပြီးသွားပြီဘယ်လိုသုံးလဲဆိုတော့ I have read this book နော်ဒီစာအုပ်ကိုဖတ်ပြီးသွားပြီဖတ်နေစေလည်းမဟုတ်ဘူးနောက်ထပ်ဖတ်ဖို့ရှိသေးရလည်းမဟုတ်ဘူးလုံးဝဖတ်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့် has have လာ battery main ကလေးဆိုရင်တော့ she has read ယောက်ျားလေးဆိုလို့ရှိရင်တော့ he has read battery အနေနဲ့သုံးလို့ရပါတယ်။ဆုံးကကျွန်တော်ပြောတဲ့အတိုင်းပဲ verb 1 verb 2 verb 3ဒီစာဖတ်တာနော် read read reading ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ number 4အချက်ကဘာလဲဆိုရင်တော့ကျွန်တော်တို့ present perfect continuous tense အတိတ်မှာစတင်တယ်ဖြစ်ပြီးဖြစ်စေအတိတ်မှာလည်းလှုပ်ရှားမှုရှိခဲ့တယ်နောက်မှာလည်းလှုပ်ရှားမှုရှိနေဦးမယ်အရာဘာ tense လဲ present perfect continuous tense has have been verb ing ဖြစ်တယ်ကျွန်တော်ဆုံးကပြောခဲ့ရ
ပြီးသွားတာ I have read this book ငါဒီစာအုပ်ကိုဖတ်လို့ပြီးသွားပြီလုံးဝဖတ်ဖို့မရှိတော့ဘူးဒီမှာကြတော့နောက်တစ်မျိုးပြောမယ်ဆိုလို့ရှိရင်เนาะ I have been reading this book မှာဆိုရင်ကျွန်တော် I have been reading this book ငါဒီစာအုပ်ကိုဖတ်နေသေးပဲအတိတ်မှာလည်းငါဖတ်ခဲ့တယ်နောက်လည်းဖတ်ဖို့ကြံသေးတယ်လက်ကျန်စာမျက်နှာတွေရှိသေးတယ်ပေါ့ဗျာဒီလိုဆိုရင်တော့ကျွန်တော်တို့သုံးလို့ရတယ် I have done certain to run the products ကျွန်တော်တို့ပစ္စည်းလဲဖို့အတွက်ငါစတင်တွေကိုချိန်ပြီးသွားပြီအလုံးဝကိုပြတ်သွားပြီဒါပေမဲ့အချိန်ကာလအလိုသေးတယ် before running machine စစ်လဲဖို့မတိုင်ခင်မှာကျွန်တော်ပြင်းနေအခုလဲလုံနေခဲ့တယ်အခုလဲလုံနေသေးပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုပြောလဲသူတို့လုံနေရပေါ့ဗျာလူအများနဲ့လုံရတဲ့ကိစ္စဆိုလို့ရှိရင်တော့ they have been doing certain to run the machine နော်စစ်ပစ္စည်းလဲတဲ့အခါမှာ they have been doing certain to run the machine သူတို့တွေကစစ်တွေကိုလဲဖို့အတွက် setting တွေကိုလုပ်နေသေးပဲလုပ်နေရစူးစမ်းခဲ့တယ်အခုလဲမပြတ်သေးဘူးပေါ့စစ်တွေအစင်းနဲ့လဲဖို့အတွက်ဒါလှုပ်ရှားမှုပြတယ်အတိတ်မှာလဲစတင်ခဲ့တယ်နောက်ပိုင်းမှာလဲအကျိုးဆက်ရှိသေးတာဆိုတဲ့အတွက်ကြောင့်အတိတ်မှာစတင်ဖြစ်ပြီးဖြစ်ဆဲကာလဆိုရင်ကျွန်တော်တို့ဘာ tense ကိုသုံးရလဲဆိုတော့ present perfect continuous tense ကိုသုံးပေးရပါတယ်အတိတ်မှာလဲစတင်နေဖြစ်ပြီးဖြစ်ဆဲကာလကိုဖော်ပြခြင်းကျွန်တော်တို့ဘာ tense ကိုသုံးပေးရလဲ present perfect continuous tense has have been verb ing ကိုသုံးပေးရပါတယ်ဒါဆိုရင်တော့၄ခုမြောက်ပြီးသွားပါပြီခင်ဗျာ verb to simple past tense အတိတ်ကာလကိုဖော်ပြတယ်ဘာမှအကျိုးဆက်မရှိဘူးကျွန်တော်တို့သတိထားအောင်မှာ verb 2နဲ့ verb 3ဆိုတဲ့အသုံးလေးကိုသတိထားရမယ် verb 2နဲ့ verb 3 verb 3လဲ has have verb 3ကျွန်တော်တို့သင်ယူခဲ့တဲ့ present perfect tense မှာဆိုရင်တော့ has have verb 3ဒီမှာဆိုတော့သူ့ရဲ့အကျိုးဆက်ကလာဖို့ရှိသေးတယ်ခင်ဗျဒီမှာကျတော့အကျိုးဆက်ကပြီးသွားပြီဘာမှစစ်ဖြစ်မလာဘူး verb 2ရဲ့ design ကအဲ့လိုသွားပါတယ် we visited the zoo yesterday ငယ်တဲ့အသင်းနဲ့ yesterday အတိတ်ကာလ last night မနေ့က this morning ဒီနေ့မနေ့ပြီးသွားတဲ့ကာလကိုပြဖို့အတွက် verb 2ကိုသုံးတယ်ဒါဒီ simple past tense ဒီမှာဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ present perfect tense ကိုကျွန်တော်ပြထားတယ်ဒါဒီဘာလဲဆိုတော့ they have arrived သူတို့ရောက်ပြီးပြီအကျိုးဆက်ရောက်ပြီးပြီလှုပ်ရှားရှိတာလှုပ်ရအောင်မယ်ဆိုတော့အတိတ်ပဲအကျိုးဆက်ရှိသေးတယ် they arrived an hour ago လွန်ခဲ့တဲ့တနာရီကသူတို့ရောက်ခဲ့တယ်လွန်ခဲ့တဲ့တနာရီဆိုဒီကြားတဲ့တနာရီအတွင်းမှာသူတို့ရောက်ပြီးသွားပြီယူစရာရှိတာယူပြီးသွားပြီပြောစရာရှိတာပြောပြီးသွားပြီ maybe they have gone back ပေါ့နော်သူတို့လုံးဝကိုပြန်သွားကြပြီဆိုတော့အတိတ်ပဲသုံးတယ်ဆိုတော့အတိတ်ပဲပေါ့နော်ဘာမှအကျိုးဆက်မရှိတော့ဘူးဒီအတွက်ကြောင့်ဒီအသုံးမျိုးသတိထားရမယ် verb 3 has verb 3 present perfect tense နဲ့ verb 2ရဲ့ tense ဒီအတိတ်ပဲလေးကွာတယ်နော်အကျိုးဆက်တွေဖြစ်မလာဘူးအကျိုးဆက်တွေရှိသေးတယ်ဆိုလို့ရှိရင် present perfect tense အကျိုးဆက်ကဘာမှလုံးဝပြတ်သွားတဲ့အခါမှာအတိတ်ကာလ simple past tense verb 2ကိုသုံးပေးရပါတယ် past continuous tense အတိတ်မှာပဲဖြစ်ပြနေခဲ့တာ verb 2 be verb ing အခု past tense ကိုလာပြီဆိုတော့ was where verb ing အသုံးလေးတွေကိုသိထားမယ် when he came I was taking a bath သူလာတော့ကျွန်တော်ရေချိုးနေတာဒီမှာဆိုရင်ကျွန်တော်တို့သတိထားဒီမှာဒီစောလုံးကသင်ခဲ့တဲ့ verb 2ဆိုတဲ့ past tense အခုသင်နေတဲ့ was where verb ing past continuous tense အရင်ဖြစ်တာဘာရင်ဖြစ်တာလဲဆိုလို့ရှိရင် was where verb ing past continuous tense ကအရင်ဖြစ်တာ past tense ဒီနောက်မှဖြစ်တာအဲ့လိုလေးမှတ်ပေးပါဒီအတွက်ကြောင့် when he came I was taking a bath သူလာတော့ကျွန်တော်ရေချိုးနေတာဆိုတော့ဘယ်သူကရေချိုးနေရလဲကျွန်တော်ကရေချိုးနေတာဖြစ်တဲ့အတွက်ကြောင့်နောက်မှလာတာဒီ he came နောက်မှဖြစ်တဲ့ tense ပေါ့နော်နောက်တစ်ကြောင့် while we were dancing they went back ငါတို့ကနေတော့သူတို့ပြန်ခဲ့တာပြန်သွားချတာအမှဆိုရင်အရင်ဆုံးဘယ်သူရင်ကလဲကျွန်တော်တို့ကနေတော့မှာပဲသူကအရင်ဖြစ်သွားတာလဲ they went back သူတို့ကအရင်ပြန်သွားတာပထမဦးဆုံးဖြစ်နေတဲ့အရာဒီ was where verb ing နောက်ကြမှာဖြစ်တဲ့အရာဒီ verb to past tense ကိုသုံးနေဆိုတာမမေ့ပါနဲ့အတိတ်မှာဖြစ်ပြနေခဲ့တာပြဖို့အတွက် was where verb ing သုံးရမယ် past perfect tense အရင်စောဖြစ်တဲ့ပြုလုပ်ချက်တွေကျွန်တော်တို့ကသတိထားရအောင်အရင်စောဖြစ်တယ်ဆိုတော့ had verb 3ကိုသုံးရမယ်အရင်စောဖြစ်တဲ့ကိစ္စလေးတွေကနှစ်ခုရှိရယ်နော်ဆိုတော့ကျွန်တော်တို့ verb 2တဲ့စောဖြစ်တာဒီဗာလဲ
was where plus buff ing ဒီမှာကြတော့အဲ့ဒီ buff to တဲ့ so ဖြစ်တာဒီ was where plus buff ing အခုလဲ buff to တဲ့ so ဖြစ်တာဒီ had blood battery ဆိုတာကိုသတိထားရမယ်။ခေါင်းလောင်းထိုးတဲ့အခါမှာသူတို့အားလုံးက essay ကိုရေးပြီးကြပြီ။ဘယ်သူရင်ဖြစ်သွားတာလဲ essay တွေရေးလို့ပြီးသွားပြီကအရင်ခေါင်းလောင်းကနောက်မှထိုးတာ။အဲ့ဒီစာကြောင်းလေးကိုကြည့်ကြရအောင်။ The students had finished their essay when the bearing ခေါင်းလောင်းထိုးတော့သူတို့ចောင်းသားတွေကမဖြစ်ပြီးသွားပြီလေ။ essay တွေအကုန်လုံးရေးပြီးသွားပြီ။ဒါဒီခေါင်းလောင်းထိုးတော့အရင်ရေးပြီးသွားပြီအရင် so ဖြစ်တာ buff to တဲ့ so ဖြစ်တဲ့ကိစ္စ had blood battery past perfect tense ကိုဖြစ်ပါတယ်ဒီကြောင့်အသုံးလေးကိုကျွန်တော်တို့သတိထားရမယ်နော် buff to တဲ့ so ဖြစ်တာဒီ past continuous tense was where blood buff ing နောက်တစ်ချက်လုံးဝကိုပြပြသွားပြီစာကြောင်းနှစ်ခုနှိုင်းယှဉ်တဲ့အခါမှာ buff to တဲ့အရင်ဖြစ်တာဒီ past perfect tense had blood battery ဆိုတာကိုသတိထားရမှာဖြစ်ပါတယ် number 4 past perfect continuous tense သတိထားရမယ့်အချက်ပေါ့နော်ကျွန်တော်ဒီ past tense မှာဆိုလို့ရှိရင်တော့အတိတ်မှာပဲဖြစ်ပျက်နေခဲ့တာတစ်ချိန်လုံးမနေ့ကနေမိုးလင်းအထိမနေ့ကတနေ့လုံးအချိန်ကာလကိုအပြည့်အဝဖော်ပြဖို့ဖြစ်တယ်ပြီးသွားတာပေါ့နော်အတိတ်မှာတော့သူ့ရဲ့ test ကဘာလဲဆိုတော့ had blood been blood buff ing ဖြစ်ပါတယ် buff ing ပါ it had been raining the whole yesterday မနေ့ကတနေ့လုံးမိုးရွာနေတာမနေ့ကကိစ္စကိုပဲဖော်ပြတာနော်တစ်ချိန်လုံးမနေ့ကတနေ့လုံးကိုမိုးရွာနေပြတ်တယ်လို့ကိုမရှိဘူးအဲ့ဒီပုံစံကိုဖော်ပြခြင်း it had been raining the whole yesterday ကလေးတွေကလေပြောရခက်တယ်မနေ့ကနေညနေအထိပဲပိတ်ရဆိုရင်စော့ကြတာဒါဒီရန်နာတာမဟုတ်ဘူးသူတို့အတကုံကိုအချိန်ပြည့်စော့တာဖြစ်တဲ့အတွက်ကြောင့် the children had been playing buff ing past perfect continuous tense နော်တုံးထားတယ် from morning till evening on weekends ပိတ်ရဆိုရင်ကလေးတွေကတစ်ချိန်လုံးကိုစော့တာဘယ်ကနေပဲကြည့်လဲမနေ့ကနေညနေအထိသူတို့ပိတ်ရမှာစော့နေခဲ့တာအချိန်ကာလတစ်ခုမှအချိန်ပြည့်ယူပြီးတော့လှုပ်ရှားတာပြုမှုတာဆိုလို့ရှိရင်တော့ past perfect continuous tense ကိုသုံးရပါတယ်ခင်ဗျာကျွန်တော်တို့အနာဂတ်ကိုဖော်ပြရဲအနာဂတ်မှာဘာတွေပြုမယ်ဖြစ်မယ်ဆိုရင် simple future tense ကိုကျွန်တော်တို့သင်ယူကြမှာဖြစ်ပါတယ် I we သူနဲ့အသုံးတွဲရတယ်ကျွန်တော်တို့ကတော့ share ရေဝယ်သုံးတယ် he she တွေကတော့ share နဲ့မသုံးဘူးပေါ့နော် share ရဲ့အသုံးကိုကျွန်တော်တို့ I ရေ we ရေကိုတွဲသုံးပါတယ်အခုနောက်ပိုင်းမှာဆိုတော့ share ကတော့သုံးခဲ့ပါတယ် well ကိုသုံးကြတာများပါတယ်ငါမင်းစီကိုမကြခင်စာရေးမယ်ပေါ့နော်မကြခင်စာရေးလဲအောင်မယ်ဆိုတော့ရေးပြီလားမရေးရသေးဘူးအခုရေးနေပြီလားမရေးရသေးဘူးရေးခဲ့တာလားမရေးခဲ့ဘူးပြကြရင်စာရေးမယ်မင်းစီကိုဆိုတော့ noun ဖြစ်မယ်အနာဂတ်ဆိုတော့ I shall write to you soon we will write to you soon ဒါဒီ shall ဝဲနောက်မှာ buff one လိုက်တယ်ဆိုတာကိုသိရမယ် hurry up မြန်လို့ you will be late for school မင်းတောင်းတော့ကြလိမ့်မယ် share ဝဲရဲ့နောက်မှာတော့ buff တွေဓာတ်ရိုက်လိုက်လို့ရတယ်သို့တော့ဝဲရဲ့နောက်မှာ adjective လိုက်ချင်တဲ့အခါမှာ be ဆိုတဲ့စကားလုံးလေးကိုထည့်ပေးရတယ် will be late ဆိုတဲ့အတိတ်ပဲ you will be beautiful when you dresses မင်းအဲ့ဒါလေးကိုဝတ်လို့ရှိရင်လှသွားမှာလှပြီလားဝတ်နေပြီလားမွေးရသေးဘူးအဲ့ဒါလေးဝတ်တဲ့အခါမှာမင်းလှသွားမှာဆိုရဲဒီအနာဂတ်ကိုဖော်ပြတဲ့အခါမှာဒါဒီဝဲရဲ့နောက်မှာ adjective ဓာတ်ရိုက်လာတဲ့အခါမှာဂျားထဲမှာ be ဆိုတဲ့စကားလုံးလေးကိုထည့်ပေးရတယ်ဒါမှသာမှန်ကန်တဲ့စာကြောင်းတစ်ကြောင်းစကားပြောဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာ future continuous tense ဒီမှာဆိုရင်တော့ကျွန်တော်တို့ပါလိမ့်မည်ပေးလိမ့်မည် number 2အနာဂတ်ကာလမှာ shall will be perfect ရည်သုံးအောင်မှာဖြစ်တယ်ဒီမှာဆိုရင်ကြည့်လိုက်ပါ I will be here ငါဒီမှာရှိနေမှာနော် will you come tomorrow မနေ့ပြန်မင်းဒီကိုလာရင်ငါဒီမှာရှိနေမယ်ဒါကြိုပြီးတော့ inform လုပ်ထားတာပေါ့နော်မနေ့ပြန်မင်းလာရင်ငါဒီမှာရှိနေမယ်ငါဒီမှာစောင့်နေမယ်ဆိုတဲ့အတိတ်ပဲဒီမှာဘာလုပ်နေလဲ I will be here ငါဒီမှာရှိမယ်တော့ပြောတာဒီမှာ will be here okay အဆင်ပြေတယ်ဘာတစ်ခုလိုနေသေးလဲငါစောင့်နေမယ်သူ့ရဲ့ပုံစံဒီwill shall be ဘာဖန်ရန်ကြီးဆိုတော့ I will be waiting အဲ့ဒီအသုံးလေး I will be waiting here when you come tomorrow မင်းမနေ့ပြန်ဒီကိုလာရင်ငါဒီမှာစောင့်နေမှာနော်ငါဒီမှာရှိနေမှာမဟုတ်တော့စကားလုံးကပို့ပြီးတော့ပြည့်စုံသွားပြီ I will be waiting here when you come tomorrow မနေ့ပြန်မင်းလာရင်ငါဒီမှာစောင့်နေမင်းငါဒီမှာစောင့်နေဒါ inform လုပ်ထားတာ has been will be sleeping at this time ဒီအချိန်ဆိုရင်သူ့မိပါတယ်အိတ်နေလောက်ပြီအခုတငယ်ချင်းတွေအပြင်နိုင်ရောက်ထွက်တယ်အချိန်လွန်သွားတဲ့အချိန်ကျရင်ပြန်ပို့တော့ငါ့အိမ်ကအိတ်လိုက်တော့ဒီချိန်ဆိုပြန်လို့ရှိမိပါတယ်
ဘာဖြစ်လိမ့်မလဲအိတ်နေကြလိမ့်မယ်စိုးရင်နေကြလိမ့်မယ်စားလဲပို့ထားတယ် don't worry စိတ်မပူနဲ့ဆိုတဲ့အတိတ်ပဲ his parents will be sleeping at this time ဒီအချိန်မှာဆိုရင်သူမိဘတွေအိတ်နေလိမ့်မယ်ဒါမှမဟုတ် our parents will be sleeping at this time ငါတို့မိဘတွေဒီချိန်နေဆိုအိတ်နေလောက်ပြီအဲ့ဆိုတဲ့အတိတ်ပဲကိုသုံးတော့ဒီလိုကြောင့်အနာဂတ်မှာပါလိမ့်မယ်ပေးလိမ့်မယ်ဆိုတဲ့စကားလုံး will shall be buffer ing ကိုသုံးပေးရပါ number 3ကတော့ present perfect tense အနာဂတ်မှာတိကျတဲ့အချိန်ကာလဖြစ်ပြီးသွားတဲ့ကာလခံမှန်းပြောမှာပေါ့ငါတို့အိမ်ပြန်ရောက်လို့ရှိရင်ထမင်းစားပြီးလောက်ပြီးသူတို့ညသာစားပြီးသွားကြလောက်ပြီးဒါလုံးဝကိုပြည့်ပြတ်သွားတဲ့အတိတ်ပဲရည်ညွှန်းတာပေါ့ဒီမှာဆိုရင်တော့ဒါအနာဂတ်ဖြစ်ပြီးကာလကိုသုံးဖို့အတွက်စာကြောင်းရေးတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုရေးရမလဲဆိုတော့ everybody will have taken dinner by the time we arrive home ငါတို့အိမ်ကိုရောက်တဲ့အခါမှာအိမ်ကလူတွေအကုန်လုံးညသာစားပြီးနေလောက်ပြီးလုံးဝကိုပြတ်သွားတဲ့အချိန်ကိုခံမှန်းပြောတာပေါ့နော် by the time ဒီဘာကိုပြောရလဲဆိုတော့သူ့ရဲ့အတိတ်ပဲက when နဲ့အတူတူပါပဲ by the time as when ပဲနော် when we arrive home ငါတို့အိမ်ရောက်တဲ့အခါမှာအိမ်ကလူတွေညသာစားပြီးလောက်ပြီးပြတ်သွားတာဒါကတော့အနာဂတ်ရည်ညွှန်းဖြစ်ပြီးကာလအနာဂတ်ဖြစ်စေကာလကြတော့အနာဂတ်ဖြစ်စေကာလကြတော့ဘာကိုပြောရလဲ will shall be buffer ing အနာဂတ်ဖြစ်စေကာလကြတော့ will shall be buffer ing I will be waiting here when you come tomorrow နေ့ပြန်မင်းလာရင်ငါဒီမှာစောင့်နေမယ်နော်သူအသုံးလေးကိုသတိထားနော်ဒါကကြတော့လုံးဝကိုပြတ်သွားတဲ့ကာလဖြစ်ပြီးကာလကိုရည်ညွှန်းပြောတယ်အနာဂတ်ဖြစ်စေကြတော့နေ့ပြန်မင်းလာရင်ငါဒီနေရာမှာစောင့်နေမယ်အနာဂတ်ဖြစ်စေကာလအသုံးနှစ်ခုမတူပါဘူး